ဘန်ကောက်မှာတွင်းကြီးစားရတာတကယ်တန်လားမတန်ဘူးလားဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်အောင်ဗျာ1ကီလို130ဟိုကကျွန်တော်5ကီလိုခွဲနေတာ5.4 ကီလိုသူတို့ကအမွာကိုမထုတ်ဘူးဒီတိုင်းလေးပဲပေါ်လေးနဲ့ပဲထည့်ပေးလိုက်အိမ်အောင်မှအမွာထုတ်ကြည့်ပါဒီစားပါသူကလည်းတွင်းကြီးကြိုက်ပါတယ်ကောင်းလားဘုန်းနေလားတော်ကောင်းချိုးနေရမယ်တော်ချိုးတယ်ရဟန်ဒီစားပါစားကြပါအောင်ရှင်baby အိတ်နေအချိန်ကောင်းကောင်းစားတာသူ့နိုးလိုက်လူစားမှာဒါဘယ်လောက်ဘူး950နည်းနည်းလေးပဲကြော်မှာတန်တယ်နော်မကြည့်နော်အသားတွေအများကြီးပဲအထဲမှာအစိတွေသေးသေးလေးပဲနဲ့တွေ့ပဲနော်တော့ကောင်းဟာဟိုကတော့ baby တွင်းဒီစားအလှဲ့ပေါ့သူ့မြည်ခိုင်းလိုက်အောင်ပဲဒီမှာနေခုနကတော့ကျွန်တော်စားနေကြံနေတယ်အဲသူကမှနိုးလာလို့စားမယ်အနောက်ကဟိုက်ခွာပြီးတော့ရတယ်လေဒီအထိတ်ကိုကန်စားအေးဟုတ်ပြီဘလို့ရတာလဲဘလို့ရတာကောင်းလားကြည့်ပြီးပြောအောင်လေဘလို့ရတယ်လဲချိုးလားအဲ့အောက်မစားရအောင်ဒီအောက်ကိုလက်နဲ့ကန်ဒီထိတ်ကိုစားသူကလည်းတွင်းလေးကြိုက်ပါတယ်ကောင်းလားပြောလေစားလို့ရန်ကောင်းလားမကောင်းဘူးလားစားလို့ရန်ကောင်းလားမကောင်းဘူးလားကောင်းပါရဲ့စားပါဒီမှာအမွာအကြီးကျန်နေတယ်ဒါကပပစားလိုက်ပါဒီမှာဒီရတော့နော်ပပစားလိုက်မယ်မမြဲကြပါစားမှာလဲအဲ့ဒါဖာ